ထိုင်းနိုင်ငံရဲ့နှစ်ဦးအထူးတရားပွဲ2025ဆယ်လပိုင်းတုန်းကပန်ဖီကဲရောက်ရက်ကွက်မှာထိုင်းနိုင်ငံရဲ့ပထမဦးဆုံးတရားပွဲကိုဟောပေးခဲ့ပါတယ်ဒီတစ်ခေါက်2026 3လပိုင်း22ရက်နေ့မှာတော့ရန်နောင်းခရိုင်ကရဘူရှိမြို့နယ်ပါကျန်းကြီးရွာမှာပါကျန်းဆရာတော်ဘုရားကြီးအမှုပြုတဲ့အကျိုးတော်ဆောင်ဆရာတော်ဘုရားများနဲ့တရားတော်မများကစုပေါင်းပြီးတော့ဘုံဘုံကိုတရားပွဲလာရောက်ပြီးတော့ပြင်ဆောင်ကြပါတယ်ဒီတရားပွဲမှာဆိုရင်ရွှေတကုံပုံတူဇီရီတော်မြတ်ကြီးရဲ့ဗုဒ္ဓပူဇနီယပွဲတော်မှာဒီဗုဒ္ဓပူဇနီယပွဲတော်နဲ့တွဲဖက်ပြီးတော့တရားပွဲ3ညထည့်ထားတာဖြစ်ပါတယ်ဒီတရားပွဲမှာဆိုရင်ဘုံဘုံရဲ့နောင်တော်ကြီးများဖြစ်ကြတဲ့ရတနာတော်ရဆရာတော်ရဲ့ဓမ္မသစ္စာဆရာတော်ရဲ့ဘုံဘုံရဲ့အားလုံး3ပါး3ညဟောမှာဖြစ်ပါတယ်ဘုံဘုံက22ရက်နေ့နောက်ဆုံးညဟောရမယ်လို့ထင်ပါတယ်ဒါကြောင့်မို့ဒီရနောင်းမှာရှိကြတဲ့ဘုံဘုံရဲ့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတွေကိုဘုံဘုံကအတိပေးတာဖြစ်ပါတယ်တရားကိုချစ်ခင်တရားကိုမြတ်လို့တရားကိုအစဉ်သဖြင့်အားကိုးပြီးတရားနဲ့မွေ့လျော်တရားနဲ့ပျော်ကြတဲ့သူတော်စင်သူတော်ကောင်းများအတွက်ဘုံဘုံတို့ညီတော်နောင်တော်များစုပေါင်းပြီးတော့လာရောက်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်ဘုံဘုံရဲ့ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတွေနဲ့လည်းပဲဘုံဘုံတို့ပြန်လည်ပြီးတော့မှဆုံတွေ့ကြပါတယ်ကိုလိုတရားပွဲပြင်ဆောင်ပေးကြတဲ့ပါကျန်းဆရာတော်ဘုရားကြီးနဲ့တကွာတရားမအားလုံးကိုလည်းပဲကျေးဇူးအထူးတင်ပါတယ်အားလုံးပဲကိုယ်စိတ်နှပါကျမ်းမာချမ်းသာတော်မူကြပါစေ